ဥမကျော်ပတ်သေးနဲ့ဥမကျော်ပတ်သေးနဲ့မွေးကွက်မိဘကဒီကသူကအရင်ဟာတွေကနေမှာဘုံပါတယ်ဘုံတူးနေတော့68တူးနေတော့အဲ့ညနော်68တူးနေတော့တကွက်ကောင်းနေပါလေရွေးလို့ရဟိုလာတယ်မှာ9458အဲ့ဒါနှစ်ကွက်ထွက်ဒီမှာ71တူးနေတော့ဘုံတစ်ခွက်ကောင်းပြီလို့ဒီခါကျတော့မတူတော့နှစ်ခွက်မြန်းထွက်မလားတစ်ခွက်မြန်းမိမလားပေါ့နော်အဲ့ဒါတစ်ပတ်ကြီးရလာဒေတာနော်အဲ့ဒါလေးဒေတာရှင်းပြနော်ဘလိုကြီးလိုက်နေပါလေအကြာကြီးတွက်မြောက်စိုက်နှစ်ခုကိုပေါင်းလာတယ်အဲ့မှာတော့ဘုံတူပါတယ်သူကတူတာလည်းထွက်တယ်နောက်ထပ်လည်းထွက်တယ်တူတာလေးထွက်ဒီကောင်းကြတော့တူတာမပါတော့5လေးထွက်တယ်58ထွက်တယ်ဟုတ်တယ်နော်နှစ်ခုလုံးအားပိုင်းနဲ့ဒီကောင်းကြတော့တူတာပါနေတော့ရှစ်ကလည်းဒီလုံးနဲ့ပါနေတော့စစ်တစ်ပဲထွက်ဒီမှာတစ်ပံပါတည်းတူတာမပါဘူးတူတာမပါတော့တစ်ခွက်တည်းများထွက်မလားနှစ်ခွက်ထွက်မလားဆိုတာတော့ထိုးကြည့်တယ်ဒီမှာဒီပါနော်ကိုလည်းအဲ့တန်းလိုက်ပါတစ်ပတ်ဒီနဲ့တင်ခွက်နဲ့လိုက်အဲ့ဒါပြီးတော့ကြော်ညာလေးကတော့ဒါတော့ရောင်းခွက်လေးရောင်းခွက်ကတော့ဒီတစ်ခုမထွက်မချင်းနောက်တစ်ခုမထွက်ဘူးဒီတစ်ခုအရင်ထွက်ပြီးမှနောက်တစ်ခုထွက်ဖုန်းလေးခေါ်လိုက်လူချင်းတော့ခုမကြော်ဘူးဟုတ်ကဲ့ဟိုအရင်ဟာလည်းအတူတူပဲကြော်ညာတာပဲဒီ site တစ်ခုတည်းပဲဒါနဲ့တစ်ခုထည့်လို့တစ်ခုရောင်းနေတယ်မှာမှတ်နေတယ်တစ်မျိုးတည်းပဲတစ်ခုတည်းပဲရောင်းဒါပါပဲချက်ပေါက်ကြပါလိမ့်မယ်ဆက်ကနန်းတင်လာနော်အမှကြည့်ကြဟောမင်းရဲ့ဒီမှာလာပြီးစပေါ့ပြောက်ရိုက်